Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားမပါလဲစေချက်နဲ့လေးမှွေးပြီးတော့အရန်ကိုစားလို့ကောင်းတယ်အာလူပဲကြက်စံထမင်းတုပ်နီလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ပထမဆုံးဖြူတို့အာလူကိုအရင်ပြုတ်ထားပေးလိုက်ပါမယ်အာလူတော့ဖြူကအာလူလုံးချစ်တစ်လုံးကိုသုံးထားပါတယ်ရှင်ဒီထမင်းတုပ်လေးကိုတော့အိမ်မှာပါချက်တော့ချက်မှမသိအမြဲလို့တုပ်စားဖြစ်တယ်ပေါ့နော်အရန်လဲစားလို့ကောင်းပါတယ်စစ်စစ်မမှုလေးနဲ့ပေါ့နော်ကိုကချက်ဥကြော်လေးကြိုက်ရင်ချက်ဥကြော်လေးနဲ့တွေ့စားမယ်ဆိုလဲအရန်ကိုလိုက်ပါတယ်ရှင်ပြုတ်ထားတဲ့အာလူကနူးလာပြီဆိုတာနဲ့ဖြူကအဲ့ဒီအာလူပြုတ်ဖြူတာအိုးထဲကိုပဲရေစိမ့်ထားပြီးသားပဲကြက်စံလေးနင်းငယ်ကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ပြုတ်ထားတဲ့ပဲကြက်စံလေးကလည်းကြာလာပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးထားလိုက်ပါမယ်နော်ပြီးတော့ဖြူတို့ချက်တော့ဖြူနေစီချက်လေးလာချက်ပေးလိုက်ပါမယ်အယုံဆုံးအိုးထဲကိုစီထည့်တဲ့စီလေးပူလာတာနဲ့စနေမော်လေးနင်းငယ်ထည့်ပြီးတော့ပပတီးထားတဲ့ချက်တော့ဖြူသုံးမှစာနဲ့ချက်တော့နှလုံးစာကိုထည့်ပြီးတော့စီတက်ပေးထားလိုက်ပါတယ်စီချက်လေးကအယောင်လေးရဲပြီးတော့နဲ့လေးမွေးလာတဲ့အထိပေါ့နော်ကျွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်ကလေးမပြီးတဲ့နောက်မှာလည်းဖြိုးဗီဒီယိုလေးတွေဆက်ပြီးတော့တင်နေတာတချို့တွေကြတော့လည်းအခုလောက်ပြီးတင်ကြလို့ထင်ကြတယ်ပေါ့နော်ပြီးတော့အညော်မြင့်မှာကြောက်တဲ့သူတွေစိတ်ပူပေးကြတဲ့သူတွေအားလုံးလည်းကျေးဇူးများတင်ပါတယ်ရှင်ဒီဗီဒီယိုလေးတွေကကြတော့အရင်ကတည်းကလုပ်ထားပြီးတော့တင်ထားတဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်တင်တော့မယ်ဆိုမှအတန်လေးတွေ့ဖြတ်ပြီးတော့ပြန်တင်တာပဲဖြစ်ပါတယ်ရှင်ဖြိုးရဲစီချက်လေးကအယောင်လေးရဲပြီးကျွတ်လာပြီဆိုလို့ရှိရင်တော့မီးကိုပေးလိုက်ပါမယ်နော်မီးပိတ်ပြီးရတဲ့ဖြိုးသွားသူတွေကိုအယောင်တင်မောက်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးသမတော်အောင်မွေးထားပေးလိုက်ပါတယ်ရှင်ပြောမယ်ဆိုလို့ရှိရင်တော့စီနီစီချက်လေးပေါ့နော်ဒါလေးတွေကတော့ထမင်းသုံးမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ထမင်းပါမယ်ပြီးတော့ပဲကြစံပါမယ်ပြီးတော့ဒါလေးကတော့လှီထားပြီးသားခရမ်းချီတူတစ်လုံးစားပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့ခဏကပြုတ်ထားတဲ့အာလူပေါ့နော်ပြီးတော့ထောင်းထားပြီးသားပစုံ6နှင်းငယ်ပါမယ်ပြီးတော့ခဏချက်ထားတဲ့စီနီစီချက်လေးပါမယ်ပြီးတော့ဒါလေးကတော့မကြီးမဲ့ရေနှင်းငယ်နဲ့ပဲအကျက်မုံညှုပ်တီကျက်မုံပြီးတော့လှီထားပြီးသားနည်းနည်းပင်နှင်းငယ်နဲ့ညှုပ်တီနီနှင်းငယ်ပဲဖြစ်ပါတယ်ဒီနေရာမှာပစ္စည်းကတော့ဒီလောက်မစုံလိုက်ရတယ်ပေါ့နော်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲအလွယ်တုပ်စားမယ်ဆိုလည်းအဆင်ပြေပါတယ်နော်အဓိကကတော့ပစုံ6မုတ်လေးထည့်ပေးပါလို့ကြံပေးချင်ပါတယ်ပစုံ6မုတ်လေးပါရင်တော့အရန်ကိုစားကောင်းပါတယ်နော်ကဲအားလုံးနဲ့ဆက်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့တုပ်ပေးရန်အတွက်သုံးမဲခွက်လေးထဲကိုထမင်းကိုထည့်ပေးလိုက်မယ်ပြီးတော့ပြုတ်ထားတဲ့အာလူးရယ်ခရမ်းချင်သီးရယ်ပဲကြစံရယ်ပြီးတော့လှီထားပေးတာနန်းနန်းပင်ညှုပ်သီးနီမကြီးမဲ့ရေပဲအချက်မုတ်နဲ့ညှုပ်သီးချက်မုတ်တို့ထည့်ပေးလိုက်ပါမယ်ရတာအတွက်ကတော့အသားမုတ်လေးနင်းငယ်ပြီးတော့ငံပြဲရေနင်းငယ်ပြီးတော့ခဏချက်ထားတဲ့စီနီစီချက်လေးနင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်ကဲပါဝင်တဲ့ပစ္စည်းအားလုံးထည့်ပြီးဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့တုပ်ပေးလိုက်ပါမယ်အားလုံးကိုသမတွားအောင်နေတော့ပေးလိုက်ပါမယ်ထမင်းတုပ်တုပ်တာကနှစ်ယောက်စားပေါ့နော်အများကြီးရပါတယ်ဟိုနည်းနည်းဒီနည်းနည်းအများကြီးရတယ်ပေါ့နော်ဒီတုပ်လေးကိုတော့ဖြူအရင်ကြိုက်တယ်ပေါ့နော်ခဏခဏရတုပ်စားဖြစ်ပါတယ်အနက်လေးလည်းမွေးတယ်ပြီးတော့စိတ်လေးနဲ့ပေါ့နော်ဒီမျိုးလေးစားလို့ကောင်းပါတယ်ကဲဖြူတို့အားရပါရလေးနဲ့တော့ပြလိုက်တာအားလုံးလည်းတမလာပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကြီးပြလိုက်ပါမယ်နော်ရတာလည်းလုံးဝစစ်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်စိတ်စိတ်မမှုလေးနဲ့အရင်ကိုစားလို့ကောင်းတယ်